ပြောနေတော့လေ မနှစ်ခွက်ထဲရမှာနှစ်ခွက်ထဲရမှာလားနှစ် တစ်ခွက်ပဲထည့် ဟုတ်ကျန်တာတော့ နည်းနည်းပဲထည့်သမီးဘာလို့လဲမသိဘူးမှမသိဘူးအဲ့မကြိုက်အဲ့ဒါမကြိုက်ဟိုလေးနည်းနည်းလေးပဲထည့်ဟုတ်မမထည့်ပြီလားဒါကိုခောက်ဆွဲပဲပြမအောင်ပါရမမလည်းမကြိုက်ဘူးတပီလည်းမကြိုက်ဘူးအဲ့ဒါကြောင့်ရှော့တမရော့သမီးရော့စွန်တဲ့โอเคဒီမှာပါလေးလေပါမလို့လုတ်ကလေးတွေယူမကန်လေးယူဒီမှာပြရမယ်ဟုတ်မှာဟဲ့နှစ်ခုလောက်ဆိုရမယ်ရဘူးဆိုလာစားမလဲဆိုတော့လေးဆိုရှိကင်ပေးလိုက်ပပကင်ပေးမယ်ဟလားကင်ပေးမှာလားပြီးရောကင်ပြီးမှတုံမှာလားတမကြည့်တိုင်းရောကြိုက်လားကင်လာလားနော်တရားဟလားအဲ့ဦးလေးကိုမပေးနဲ့လို့ဦးခေါ်မှာဦးစပယ်ပေါ်မှာပြထားတိလားစတော်ဘယ်ရီပါမို့ရတော့လေးပြန်လက်ကြည့်မယ်မရပြီလားနော်နေရလေးစောပြီးတော့မတော့ဘူးလက်ဖေးလေးလည်းတော့ကြည့်အောင်မယ်ဖေးလေးလည်းတော့ကြည့်အောင်မယ်လက်ဖေးလေးတော့မာနီတော့ပေးဒီတိုင်းအောင်ဒီလိုထွက်တာမဟုတ်ဘူးโอเคလက်ပြရန်ကောင်းတယ် ကြားလေးလည်းထည့်ဟာမိုက်တယ်ဆိုင်တိုင်းမာနီတော့ပေးဒီတော့ပါမို့ရည်တော့ကောက်ကတော့မနော်ဘာရဲ့စောက်အောင်